ကြီးသူကိုယူသည်ငယ်သူကိုလေးစားဆိုတဲ့ဒီဆိုရိုးစကားလေးอ่ะတကယ်တော့အရန်ကောင်းတယ်နော်အရန်အတိတ်ပဲရှိတဲ့စကားလုံးလေးပါဘယ်နေပဲရဲ့မှာပဲဖြစ်ဖြစ်ဘယ်လိုကိုကျင့်လဲရလောကဒီအတိုင်းဝင်းကျင်မှာဖြစ်ဖြစ်အရန်တကယ်အသုံးတည့်ပြီးတော့လိုက်နာတဲ့စကားလုံးလေးပါ KB ကိုရိုင်းလည်းအခုတည်းကိုရောက်ရှိနေတဲ့အခုဆိုလဲဂီတရံဝန်းအရင်တော့ဆိုလဲဒီတရုတ်ဆောင်နဲ့ပတ်သက်တဲ့ရံဝန်းပေါ့နော်အနုပညာရံဝန်းမှာဆိုဒီစကားလေးကိုအမြဲတမ်းလိုက်နာတယ်ကြင့်ကြံတယ်လက်ခံပြီးတော့ကျင့်သုံးနေစေဟာလေးပေါ့နော်ကိုထက်ကြီးရဲ့လူတွေကိုထက်ကြီးဆိုတာအသက်အားဖြစ်တော့၎င်းပညာကုံမအားဖြစ်တော့၎င်းသူ့ရဲ့တိတ်ခါပေါ့နော်ဒီစူးစမ်းအထောက်မှုတွေအားဖြစ်တော့၎င်းကိုထက်စီနီယာတွေကိုယူသေးတယ်လေးစားတယ်သူတို့တွေကိုစီရပညာတွေစီးပူးတယ်ငယ်တဲ့သူတွေကိုလည်းငယ်အခုမှဒီလူပညာလောကတွေဝင်လာတယ်ဘာညာဆိုပြီးတော့အဲ့လိုစိတ်မရှိဘူးငယ်တဲ့သူတွေမှာလည်းသူတို့တန်မိုးလျောက်သူတို့ရဲ့ကိုမမြင်နိုင်တဲ့ထူးခြားတဲ့စမ်းသပ်မှုတွေ idea တွေအဲ့ဒီပုံမှာလည်းလေးစားတယ်အဲ့ဒါကြောင့်မလို့ကြီးသူကိုလည်းယူသေးတယ်ငယ်သူကိုလည်းလေးစားတယ်KB ဖြတ်တန်းလာတဲ့ဒီအနုပညာတက်တန်းရှောင်းမှာဆိုရင်အားလုံးသိကြမှာပါဘရောဖြစ်ဖြစ်ကိုကိုတိုင်းသိတာရှိတယ်ဒါပေမဲ့လည်းငါသိရငါတက်တယ်ဘတော်မှမဖြစ်ဘူးဘလို့စကားဝိုင်းမှာပဲဖြစ်ဖြစ်ဘလို့ကိစ္စတိုင်းမှာဖြစ်ဖြစ်ကိုဟာသူများတကပြောတာကိုနားထောင်ပြီးတယ်အဲ့လိုမျိုးတော့တေးစားနားထောင်ပြီးတယ်လက်ခံပြီးတယ်အဲ့လိုမျိုးအဲ့လိုလူတယောက်ဖြစ်အောင်နေထိုင်ပါတယ်ဘယ်တော့မှငါသိငါတက်ငါတော့ဟိုဘယ်လိုခေါ်မလဲဆရာကြီးပါဆိုရက်ဆရာကြီးလည်းမဟုတ်ပါဘူးအဲ့လိုမျိုးဘယ်တော့မှမဖြစ်ဘူးသိလေကိုယ့်ကိုအေးဆေးနေတယ်သိတိုင်းမဟာနဲ့ရှိတိုင်းမပြနဲ့ဆိုတဲ့စကားလုံးရှိတယ်အဲ့လိုပါပဲအများကြီးကိုယ့်အတွက်ကတင်ယူစရာတွေပဲကိုဘာမှဝင်ပြီးတော့ကိုယ့်ထက်စီနီယာတွေဂျူနီယာတွေဝင်ပြီးတော့ထွေထူးပြောနေစရာမလိုဘူးလို့ကိုကထင်တယ်ကိုအေးစီးတွေနေလိုက်တယ်ကိုထက်ကြီးရဲ့လူတွေရဲ့စကားဝိုင်းတွေမှာဆိုလဲကိုယ့်ရဲ့ဘ ഹു တုတတွေအများကြီးရတယ်ဆိုပြီးတော့ဟုတ်ကဲ့ဆိုငြိမ်ပြီးနားထောင်တယ်ကိုထက်ငယ်နေတဲ့လူတွေပတ်သက်နေရင်လဲသူတို့ဒါတွေဟွာဖြစ်တာပဲကိုလေးစားစရာတွေကိုအတူယူစရာရှိတာကိုငြိမ်ပြီးနားထောင်ပေးနေတယ်အဲ့လိုပါပဲ KB ကစကားဝိုင်းတွေမှာအမြဲတမ်းပြောတာထက်နားထောင်တက်ပါသူတို့ရှာတင်ယူပါတယ်လေးလာပါတယ်အဲ့ဒါတွေကိုပြန်ပြီးတော့တစ်ချိန်ချိန်မှာအသုံးချဖို့အတွက်လည်းစူးစမ်းပါတယ်